ဒီဗီဒီယိုလေးမှာတော့ဗုဒ္ဓဘာသာတွေရဲ့ထုံးစံထားအရာတိမ်ထဲကိုဝင်ပြီးတော့သမီးသားနေရာဟိုတင်းဟိုတာပြူတာကိုဦးစင်းတစ်ပါးမှတွေ့မြင်သွားပြီးတော့ဘာတွေဆက်ဖြစ်မလဲဆိုတာကိုကျွန်တော်နဲ့အတူတူအဆုံးထိကြည့်လိုက်ရအောင်ဗျ ဖောက်တဲ့ဒီတကားနဲ့တကားမှဖောက်ပြီးတော့မန္တလေးတိုင်းပြောက်ကွယ်မြို့နယ်အင်းကြီးကုန်းချောင်းမှာမဘာလို့ရိုင်းလဲဟာတိန်ကိုတော့ဘာလူမျိုးလဲဘာလူမျိုးလဲလူမျိုးပြောလိုက်လူမျိုးပြောလိုက်လူမျိုးပြောလိုက်အဲ့မှာတိမ်မှာဒီမှာအင်းငင်းကုန်းကြောက်ကြီးပါအဲ့မှာဇေဒီလည်းအများကြီးပါအဲ့မှာတိမ်မှာကိုတော်တော့ဆိုရင်အမဖက်နဲ့တော်မှာအဝေးရချွတ်ပါတယ်နော်တိမ်ကိုဒါဗုဒ္ဓဘာသာမှန်တိမ်ဆိုရင်သိရပါတယ်နော်တိမ်ဆိုရင်သိရပါတယ်ဖုံးကြီးကိုလည်းလုံးပါတယ်တက္ကမနော်တော်တဲ့ကဗီဒီယိုရိုက်ထားလို့ဗီဒီယိုတက်တဲ့ယူလိုက်လို့မဖုံးအောင်ကွဲပါတယ်ဒီမှာဝင်နေပေါက်ပြပါမယ်ဝင်နေပေါက်ဒီမန္တလေးတိုင်းပြောကွယ်မြို့နယ်အင်းကြီးကုန်းအဲ့တကာနဲ့တကာမဒီမှာဒီကဖောက်ပါတယ်ဒီကတော့ဖောက်ပါတယ်ဒီကတော့ဖောက်ပြီးတော့ဝင်ပါတယ်ဒီမှာဖက်နှက်ပါကျန်နေတဲ့ဒီမှာဖက်နှက်ဒါတကာမရဲ့ဖက်နှက်ဒီကဝင်နေဒီမှာတိမ်ထဲမှာကာမဆက်ဆံပါတယ်နော်ဒီထဲမှာတန်ဖိုးရှိပစ္စည်းဘာမှမရှိတော့သူတို့ကာမဝင်ပြီးတော့ဆက်ဆံပါတယ်နော်မှန်မှန်တဲ့တိမ်ကိုဖောက်တာနော်ခုနရဲ့တက္ကမရဲ့ဖက်နှက်ဟိုင်းမှာသူတို့လာတာဒီဘက်ကတောရဲလာပါတယ်ဒီဘက်တောရဲနဲ့ဖြည်းဖြည်းချင်းဒီကနဲ့တက်ပါတယ်ဟုတ်ပါတယ်နော်ဟုတ်ပါတယ်ဒီကနဲ့တက်ပါဒီကတက်ပြီးတော့ဒီရောလူတွေကြည်သေးတာဖုံးကြီးတွေကကြည်သေးပါတယ်ကြည့်ပြီးမှတက္ကမဟိုးဘက်မှာကတ်နေပါတယ်တကားဒီဟာကိုဖောက်ပါတယ်ဖောက်ပြီးမှတယောက်ဝင်ပြီးတော့နောက်တစ်ယောက်ကဝင်ပါတယ်ဒီမှာဖက်နှက်ပါဒီမှာပါခုနတကားရဲ့တကားမရဲ့ဖုံးကြီးကိုလည်းလုံးပါတယ်နော်မန္တလေးတိုင်းပျော်ွယ်မြို့နယ်အင်းကြီးကုန်းကျောင်းဝါပါနော်ကိုတော်ဟိန္ဒူလူမျိုးပါဗုဒ္ဓဘာသာဟိန္ဒူလူမျိုးပါနော်ဒီမှာတိမ်ကြီးပါနော်တိမ်မှာကိုတော်ဒီတိမ်မှာပဲရဟန်းပေါင်တက်ထားတာပါနော်ဒီမှာဟိုမှာကိုတော်တောင်းဘာကြီးလုံးနေလဲမသိဘူးဟိုမှာမသွားသေးပါဘူးလိုက်ကိုလွင့်ပြီးပြနေတာပါမသွားသေးပါဘူးမသွားသေးပါဘူးနော်ဟုတ်ကဲ့ဒီเจ้าမှာဖုန်းကြီးနှစ်ပါးတဲ့အန်ဒီရဲ့ကြောက်ရပါတယ်အခုကိုတော်တို့ခဏလေးလိုက်ကိုချအောင်ပါမယ်ချပြီးတော့တက်ဆိုင်ရရဲကိုတပီးတော်တို့ခေါ်ရပါမယ်အားလုံးလေးစားပါတယ်ပြီးမှနောက်ဥစ္စာကိုပြန်တင်ပေးပါမယ်နော်